ဒီနေ့ကနှစ်ဖက်မိဘတွေပထမဦးဆုံးအပြင်မှာတွေ့ဆုံပြီးတော့စားတောက်ကြတဲ့နေ့လေးပါဒီဆိုင်လေးကဖြောင်းထက်မှာရှိပါတယ်เนาะကျမရဲ့ရောက်ကတိကကျမရဲ့မိဘတွေကိုတေချာလေးဧည့်ခံခြင်းလို့ဆိုပြီးတော့ဆိုင်ကောင်းကောင်းလေးကိုခေါ်ပြီးတော့ဧည့်ခံတာပါကျမနဲ့ကျမယောက်ျားဆိုပြီးပြောသေးတယ်ဒီဆိုင်ကိုဘာလို့ခေါ်ရတာလဲဈေးကြီးတဲ့ဟာကိုပြီးတော့နှစ်ယောက်လုံးကနှစ်ဖက်မိဘလုံးကမြန်မာလိုလည်းမပြောတတ်ဘူးကိုရီးယားလိုလည်းမပြောတတ်တော့ရီပြပြုံးပြလောက်ပဲအဲ့လောက်ထိတော့မလိုအပ်ပါဘူးလို့ကျမတို့ကပြောပေမဲ့ကျမယောက်ကတိကလက်မခံဘူးကောင်းကောင်းလေးဧည့်ခံခြင်းလို့ဆိုပြီးတော့ခေါ်သွားဒါပေမဲ့ကျမရဲ့အဖေကတော့အင်္ဂလိပ်စကားကိုပြောတတ်တယ်ကျမရောက်ကတိကတော့ကျမတိတ်မပြောတတ်ဘူးလို့ထင်တာ तू ကလည်းမဆိုးပါဘူးပြောတတ်တယ်အဲ့လိုမျိုးဆိုတော့အဖေနဲ့ရောက်ကတိကအင်္ဂလိပ်စကားနဲ့ဆက်သွယ်တော့ကပို့ပြီးတော့အဆင်ပြေတယ်ပေါ့လေကျမရဲ့မေမေချိုကြားလောက်ပဲကျမကဒီစကားကိုဘာသာပြန်ပေးရတာတိတ်ပြောလဲထူးထူးဆန်းဆန်းနေတော့မဟုတ်ပါဘူးရိုးရိုးရှင်းရှင်းနေပါပဲအခုဆိုရင်နှစ်ဖက်လုံးကကွာဆက်ဆံရေးကအေးအေးဆေးဆေးပျော်ပျော်ရွှင်ရွှင်ပဲဒါကြောင့်မို့လို့နောက်တစ်ခေါက်ထပ်ပြီးတော့ဟိုတယ်ဘူဖေးစားဖို့ထပ်ပြီးတော့ချိန်နာသေးရနော်နှစ်ဖက်မိဘနှစ်ယောက်လုံးလေဒီဆိုင်လေးဆိုရင်လဲကွာဒီမှာအစားတောက်တာကိုရီးယားအစားတောက်တွေကြီးပဲလုံးဝလေအမဲသားပင်လယ်စားပြီးတော့ငါးအဲ့လိုမျိုးဆိုတော့မေမေချိုကတော့အမဲသားလည်းမစားဘူးလုံးဝငါးဆိုရင်အဲ့လိုမျိုးငါးကင်နေမစားမွေးငါးတို့ဘာလို့နည်းနည်းပဲစားကျန်တဲ့ဟာတွေမစားဘူးငါပင်လယ်စားဆိုရင်ပစိုးနဲ့ကနန်းပဲစားတယ်ရေပွဲတောင်မစားတယ်လူအဲ့လိုမျိုးတွေပါမေမေချိုကတော့စားရတာဒုက္ခရောက်တယ်အဖေနဲ့မောင်လေးကတော့ကအမဲသားစိတ်နေပါစားတယ်အရန်ကြိုက်တယ်သူတို့ကတော့စားလို့ကောင်းတယ်ဒီဆိုင်မှာဆိုတော့အခုစားတာနော်ဗီဒီယိုထဲမှာပါတာဘလောက်မှမရှိဘူးအဲ့ဒါကိုရီးယားဝန်9သိန်းကျော်ကိုရှင်းခဲ့ရတယ်ကွာဈေးကြီးရဲ့ဒီဆိုင်ကအရသာလည်းအဲ့လောက်ထိတော့ကောင်းတယ်လို့တော့ကျမတော့မခံစားရပါဘူးတာမန်လောက်ပဲလို့တော့ခံစားဒါပေမဲ့ရောက်ကတိကတော့အရန်ကောင်းတယ်လို့ပြောတာပါပဲမြန်မာငွေနဲ့ဆိုရင်တော့ဒါမြန်မာငွေ15သိန်းကျော်လောက်ကျမယ်ဒီဟာလေးနည်းနည်းစားတာ